Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Dukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Vosena Hotumi Sayamikalam Arabhayana Dukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Vosena Hotumi Sayamikalam Aram Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mutaito Araham Segwaya Yadita Naimakamu Kilida Agudu Nijiro Gule Pulo Domamu Betado Arahavadana Nidagwado Ayato Kilidaro Maki Wizijero Muvedado Bayada Sayadvya Piano Guadada Omino Muvedado Dukada Gaundo Nagago Suro Mudadado Dukada Gaundo Nibando Leve Juadwado Mudadado Amidam Manashado Gono Bonele Bisono Mubedado Vidayaga Sajito Kilida Muniji Maki Wido Mubedado Lalita Yojiro Chodri Gumyu Sambe Tido Mubedado Adulam Bila County Tamatini Jibidenya Longeta Yui Yaila Naindu Adula Lesiro Mamubitado Serenan Neva Yojao Jingoni Tizono Mubitado Tibu Badama Bawaduma Bonduma Dunai Kilida Pumiru Guji Zero Munaidado Yamagayemi Zozo Sajido Dago Biadi Harugo Anulo Badilo Biasono Munaitado Dukharam Lujana Najana Divajandarugo Piro Mutadado Tarana Luna Nagada Jabyamadawa Vini Miabu Jiroi Adago Vayate Igam Judo Mubidado Zinam Litizaban Kaingolan Kaingadachatapin Namazwayami Opjasi Amina Mudobayashin Kuromya Jibo Aham Bayadaviroti Panamami Yudi Piano Manyojo Yuishego Grova Imyaswabaya Mayam Bayadavido Maruti Panamama Yudi Piano Manyojo Yuishego Grojava Imyaswabaya Edina Disamusina, Idonota Porto Landapin, Homa Soyare was in this Azagajam. Edina Disamusina, Idobayashin, Gromyaji, Yarambay and Asia, Sajito Gunoruni, Yizuno Mubabe, Lumakanzwa Soyare was in this Azagajam. Me Junua Magan, Junodua. Zayamigalam Nabya Bian Sivi Louisana Udamyadi Piwa Sozwa Sandotatu Auya Amu Jom Yudi Aum Suyerana Aum Jiji Migalati Hodu Moja Madri Piba Zidadi Payadavidoti Dandarama Sayu Yanidai Aum
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုယ်ကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုယ်ကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုယ်ကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုယ်တော်ပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုယ်ကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာသာ၍ယနေ့တိုင်အောင်ဂ
ထမင်းတလုံးဤဓမုတ်စားသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ဘော၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်နုမညွကြိုး၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား